ကတော့မွန်မော်လမြိုင်မျိုးပေါ်ကနေတစ်ဖက်ကရတယ်ခင်ဗျာအခုမြင်မော်လမြိုင်ဘုရားပထိုးစီဒီများရဲ့ပုံတော်တွေပဲဖြစ်ပါတယ်ခင်ဗျာဒီရဲ့ဘုအောက်မှာဆိုရင်စက်မှုလက်မှုစိတ်ပံအဲ့ဒီစက်မှုလက်ပံစက်အနီးမှာဆိုရင်တော်ရစင်းခင်ဗျာအစွမ်းယုံလေးတယုံရှိပါတယ်သွားတော့ရကြံကြောင်းကိုရောက်စီစဉ်နာမြိုင်ဗီဒီယိုရိုက်ကူးဖြန့်ချီဒီပေးမြင်ကွင်းဟာကျွန်တော်တို့မော်လမြိုင်ဒီကယနေ့အလှရှင်ကတော့ကွယ်လွန်သူနှစ်ဖက်သောမိဘများနဲ့ကွယ်လွန်သူဦးတန်ခင်စိန်နှင့်ဇနီးဒေါ်အောင်စုတွင်ရဲ့မွေးနေ့မှာလှူဒါန်းတဲ့အလှူလုပ်ငန်းစဉ်ကိုတနေ့တာလုပ်ငန်းစဉ်ကိုရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့အလှူနောက်တစ်နေ့လှူဒါန်းမဲ့အာယုံစွန်းနဲ့နေစွန်းအတွက်ကျောင်းမှာရှိတဲ့တိလရှင်နဲ့အလှူတကာများကကြိုတင်ပြီးတော့ညဘက်မှာစီစဉ်ဆောင်ရွက်နေရတဲ့အမြင်ကွင်းပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျောင်းတကာဒကမများနဲ့တိလရှင်များဟာနောက်တစ်နေ့စားပွဲတောက်ပွဲများအတွက်ကြိုတင်စီစဉ်ဆောင်ရွက်နေကြတာတွေ့ရပါတယ်တက်လို့ဆွန်းဆိုတာနဲ့ညီတစ်သီးတစ်နှံမျိုးစုံနဲ့ကျွန်တော်တို့ဟင်းသီးဟင်းရွက်မျိုးစုံကိုချက်ပြုတ်နိုင်ဖို့အတွက်အခုလိုဆောင်ရွက်နေကြပါတယ်ငွေအားလူအားအဖက်ဖက်မှပါဝင်ကူညီနိုင်တဲ့ဒကာမများကလည်းမိမိတို့တတ်နိုင်တဲ့ဘက်ကပါဝင်ဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်အခုမြင်တွေ့ရတာခရမ်းချင်းသီးတို့ကျွန်တော်တို့အသီးနှံမျိုးစုံနဲ့ဟင်းရွက်မျိုးစုံတို့ရဲ့ပုံပဲဖြစ်ပါတယ်
ခွာသည်ခင်ဗျာရှောက်သည်တို့ခွာသည်တို့နနသည်တို့ကောပီတို့မုံလာဥနီကြောက်ဖယုံသည်စုံကတသည်မုတ်တစ်တာနဲ့အသီးဆုံးဘူးများပဲဖြစ်ပါတယ်ခင်ဗျာအသာဓုမြစ်တုအသာဓုနောက်တနေ့ဆက်ကလှူဒန်းနိုင်မှုအတွက်အခုလိုပြင်ဆင်နေကြပါအာယုံစွန်းမှာဆက်ကဖို့အတွက်တော့တရုတ်ခေါ်တော့လောမီလို့ခေါ်ပြီးတော့မြန်မာအခေါ်ကတော့ကော်ရီခောက်ဆွဲပါဒီကော်ရီခောက်ဆွဲကိုကတ်ပြီးတော့လောင်းနိုင်မှုအတွက်ညလူကလေးကအချို့ကိစ္စတွေကိုစီစဉ်ဆောင်ရွက်ထားရပါတယ်ခောက်ဆွဲကြောက်တွေကိုအခုလိုပဲရေနွေးတဲ့ထည့်ပြီးတော့ပြုတ်ထားပါဒါတော့အသာဓုပေါ့ခင်ဗျာအသာလို့ဆိုတော့အသာအစ်စ်ကိုမစားရပါဘူးအသာဓုကိုပဲသုံးဆောင်နိုင်မှုအတွက်အခုလိုစီစဉ်ဆောင်ရွက်နေကြပါတယ်ကျောင်းမှာရှိတဲ့သံဃာရဲ့သာမဏေရဲ့သီလရှင်ရဲ့အမျိုးသားယောဂီနဲ့အမျိုးသမီးယောဂီတို့ရဲ့အရေးအတွက်ကိုပေါ်ပြထားတဲ့ဆိုင်းဘုတ်တစ်ခုဖြစ်ပါတယ်အားလုံး186ဦးရှိပါစုစုပေါင်းဒါတွေကတော့ကျွန်တော်တို့နေ့စဉ်တစ်ပတ်အတွင်းမှာအာယုံစွန်းနေ့စွန်းကိုထူထားမဲ့စီရင်စရာဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့ပုံကတော့ကျွန်တော်တို့မနေ့အာယုံချိန်မှာသာမဏေယဟန်ဒီသာမဏေတွေသီလရှင်တွေကိုနှိုးဆော်မဲ့တုံးမဲ့ဖြစ်ပါတယ်ခောက်တန်ကြားတဲ့အခါမှာကျောင်းမှာရှိကြတဲ့ယဟန်သီလရှင်အမျိုးသားယောဂီအမျိုးသမီးယောဂီစရှိသည်တို့ဟာအိယာမနိုးကြရပြီးသွားတိုက်မျက်နှာသစ်ကိုယ်လက်သုတ်တင်ပြီးတာနဲ့4 နာရီမထိုးခင်အစုလိုက်အဖွဲလိုက်တရားအားထုတ်ရန်အတွက်သိမ်ပေါ်သို့ကြွားခဲ့ကြရပါတယ်
အခုမြင်ကွင်းဟာတော့သိမ်ပေါ်မှာပူဇော်ထားတဲ့4 ပေနဲ့5 ပေနဲ့3 လက်မရှိတဲ့ရုပ်ပွားတော်ကြီးပဲဖြစ်ကျွန်တော်အစီရင်ခံနေတဲ့အချိန်မှာပဲအခုယဟန်တန်ဃာများသိမ်ရှိရာသို့ကြွချီလို့လာကြပါယဟန်တန်ဃာတော်ရဲ့နောက်မှာဆိုလို့ရှိရင်အမျိုးသားယောဂီများဆက်လက်ကြွချီလာကြပါလိမ့်မယ်အဲ့ဒီအမျိုးသားယောဂီတွေရဲ့နောက်မှာသီလရှင်များနဲ့အမျိုးသမီးယောဂီများဟာလည်းမိမိတို့အစုဝေးလိုက်ကြွချီလာကြရမှာဖြစ်ပါတယ်။ဒီနိုင်ထိုးတဲ့အခါမှာတော့အားလုံးသိမ်ပေါ်မှာအစဉ်သစ်နေရာယူပြီးတော့တရားထိုင်ကြရပါ4 နာရီကနေ5 နာရီခွဲအထိ1 နာရီခွဲတိတိတရားထိုင်ကြရမှာဖြစ်ပါတယ်။ခုဆိုရင်အမျိုးသားယောဂီတွေယဟန်တော်ရဲ့နောက်ကအစုလိုက်ကြွလာကြပြီဖြစ်ပါတယ်အဲဒီနောက်မှာတော့သီလရှင်နဲ့အမျိုးသမီးယောဂီတွေဆက်လက်ပြီးတော့ကြွားချီလာနေကြပါပြီသိမ်ပေါ်မှာနေရာယူပြီးမှာစောစောကကျွန်တော်အစီရင်ခံခဲ့သလိုပဲ1 နာရီခွဲတိုင်အောင်တရားထိုင်ကြမှာဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့အလင်းသိလို့ဆရာတော်ရဲ့ထေရုပတ္တိကလေးကိုကြားညှပ်ပြီးတော့အစီရင်ခံသွားပါမယ်အခုဖော်ပြနေတဲ့ဆိုင်းဘုတ်ကတော့ကျွန်တော်တို့တနေ့တာ5 ချိန်တိုင်တိုင်1 နာရီခွဲ5 ချိန်တိုင်တိုင်အားထုတ်ရမယ်အချိန်နာရီတွေရဲ့ဇယားပဲဖြစ်ပါတယ်ခင်ဗျာအခုလက်ရှိဖအောက်တော်ရဆရာတော်ဖြစ်လာမဲ့ဆရာတော်ဦးအာစိန်နာလောင်းဟာလူငယ်နာမည်မောင်အောင်သန်းလို့ခေါ်ပါတယ်ခင်ဗျာမောင်အောင်သန်းကိုကောဇာတက္ကရာ1996 ခုနှစ်ဝါဇူလဆန်း14 ရက်တနင်္ဂနွေနေ့နာနဲ့9 နာရီအချိန်မှာဟင်္ဒရာမြို့နယ်လိတ်ချောင်းကျေးရွာမှာဖွားမြင်ခဲ့ပါတယ်မိဘနှစ်ပါးဟာသာမန်လောက်ကင်စားသောက်နေတဲ့မြန်မာလူမျိုးဦးပြူးနဲ့ဒေါ်စောတင်တို့ပဲဖြစ်ကြပါတယ်
အခုမြင်နေရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့အာယုံစွန်းအတွက်ပြင်ဆင်လုပ်ကိုင်နေရတဲ့သီလရှင်တွေနဲ့အမျိုးသမီးယောဂီတွေရဲ့လှုပ်ရှားမှုမြင်ကွင်းဖြစ်ပါတယ်ဥပြုနဲ့ဒေါ်စောတင်တို့မှာသားသမီး9ယောက်ထွန်းကားတဲ့နဲ့မအောင်သားဟာသရုတ်ထမြောက်ရင်သွေးဖြစ်ပါတယ်ထူးခြားချက်ကမအောင်သားကိုမိရှုသဆင်ပြီးတဲ့အချိန်ကစပြီးတော့မိဘနှစ်ပါးတို့မှာအလုတ်ကင်အစဉ်ပြေလာခြင်းဖြစ်ပါတယ်ချမ်းသာတဲ့အထိစီးပွားမဖြစ်ထွန်းစေကမူလွယ်တက်တာလွယ်ကူစွာအသက်မွေးလာနိုင်တာကိုတွေ့ရပါတယ်။မောင်သားဟန်ငယ်စဉ်ကလေးကတယောက်တည်းအေးလူလူနေတတ်ပါတယ်။မိဘတို့ကိုပူဇာခြင်းမရှိသူတစ်ပါးတို့နဲ့ခိုက်ရန်ဖြစ်ပွားခြင်းလည်းမရှိလူကြီးမိဘတို့ကိုယိုသေးတတ်တဲ့ပုဂ္ဂိုလ်တူဖြစ်ပါတယ်။အခုမြင်ရတဲ့မြင်ကွင်းဟာကျွန်တော်တို့ဖောက်ဇင်းညံကျောင်းကနေတမိုင်ခွဲလောက်ကွာဝေးတဲ့တောကျောင်းလို့ခေါ်တဲ့စိတ်တလတောင်ကျောင်းကနေပြီးဇင်းညံကျောင်းကိုဆရာတော်ဦးစီးပြီးတော့ကြွချီလာတဲ့ယဟန်သံဃာတွေရဲ့မြင်ကွင်းပဲဖြစ်ပါတော့ခင်ဗျာဒီစိတ်တလတောင်ကျောင်းကဆိုရင်ကျွန်တော်တို့ဖောက်တောရဇင်းညံကျောင်းကနေတမိုင်ခွဲခဝေးပါတယ်လမ်းလျှောက်မယ်ဆိုရင်25မိနစ်လောက်ကြာပါတယ်ခင်ဗျာဆရာတော်ဟာနေ့စဉ်နေ့တိုင်းညဘက်ကိုဖောက်အဲ့ဒီအခုကျွန်တော်အစီရင်ခံတဲ့စိတ်တလတောင်ကျောင်းဆိုတဲ့တောအကျောင်းမှာသတင်းသုံးပါတယ်မနေ့အာယုံတက်တိုင်းအခုလိုဆရာတော်နဲ့တကွစိတ်တလတောင်ကျောင်းမှာသွားရောက်ပြီးတော့သတင်းသုံးကြတဲ့ယဟန်သံဃာများဟာအခုလိုဆုံးကံကြွဖို့အတွက်ဇင်းကြံကျောင်းကိုကြွချီလာကြပါတယ်ဆရာတော်ဦးအာစိန်နာလောင်းဖြစ်တဲ့မောင်အောင်သားဟာအသက်6နှစ်အရွယ်သို့ရောက်လာတဲ့အချိန်မှာကျောင်းနေရမယ့်အရွယ်ဖြစ်တော်လဲပဲဂျပန်ခေတ်ရောက်လာတဲ့အတွက်မောင်အောင်သားဟာအတန်းကျောင်းကိုတွက်ခွင့်မရဘူးမိဘတို့ကသူ့ကိုလေချောင်းကြီးရွာစလင်းကျောင်းဆရာတော်ဦးသောနာထမှာအနှံကြပါတယ်မောင်သားဟာဘုန်းကြီးကျောင်း၌နေထိုင်ရတာကိုပျော်ပိုက်တယ်အိမ်ပြန်ဖို့ပူဇာခြင်းမရှိဘူးဆရာတော်ကစာတက်ပေးတဲ့အခါမှာတခြားကျောင်းသားတွေနဲ့မတူပဲနဲ့အော်မကြက်ပဲစာကိုခဏလေးနဲ့ရတာကိုတွေ့ရှိရပါတယ်တို့အတွက်ဆရာတော်ဦးသောနာနဲ့သံဃာတွေဟာမောင်အောင်သားကိုချစ်ခင်ကြတယ်အရွယ်နဲ့မလိုက်အောင်စာတော်တဲ့ကလေးလူကြီးဆန်တဲ့ကလေးလို့ချိန်မွန်းကြအခုမြင်နေရတဲ့မြင်ကွင်းဟာဆရာတော်ဦးစီးပြီးတော့စိတ်တလတောင်ကျောင်းကနေဇင်းညံကျောင်းကိုကြွချီလာနေတဲ့ပုံပဲဖြစ်ပါတယ်မကြာမီဇင်းညံကျောင်းကိုရောက်တော့မှာဖြစ်ပါတယ်မုတ်ဆိုးနာနီမုတ်ဆိုးတန်ငါနာနီတန်ငါဆိုသလိုကျောင်းကံဖရာသံဃာများနဲ့နိစ္စထိတွေ့နေရတဲ့မောင်အောင်သားဟာယေရနာ၃ပါးကိုအလွန်ကြီးညိုမြတ်နိုးလာတဲ့အပြင်ခလေးအရွယ်သာရှိတော်လဲသာသနာပေါင်းတဲ့ကိုသာမဏေငယ်ကလေးဘဝသို့ဝင်ရောက်ရန်စိတ်အားထက်သန်နေပါတယ်ဒီအတွက်အသက်9နှစ်ကျော်ကာလမှာဖခင်ထံချင်းကားပြီးတော့အဖေကျွန်တော်ကိုကိုရင်ဝတ်ပေးပါလို့ဦးစားတယ်
ဟာသားကငယ်ငယ်ကလေးရှိသေးတာပဲလို့အဖေကပြန်ပြောတယ်ဒါနဲ့မောင်သားဟာကိုရင်ဝတ်တာအသက်ငယ်တာနဲ့မဆိုင်ပါဘူးလို့ပြန်ပြောတဲ့အခါမောင်သားကလေးကလူကြီးဆန်တဲ့စကားကိုပြောကြလိုက်တဲ့အတွက်အဖေကအလေးနဲ့စဉ်းစားလာရတာဆရာတော်ဦးသောနာထံသွားပြီးတိုင်ပင်ကြည့်ရဆရာတော်ရဲ့သဘောတူညီချက်ကိုရရှိတဲ့အတွက်မောင်အောင်တန်းကိုအသက်9နှစ်10လအရွယ်မှာ1306ခုနှစ်ကဆုံလဆန်း14ရက်နေ့မှာရှင်သာမဏေပြုပေးလိုက်ရပါတယ်ရှင်သာမဏေကလေးရဲ့ဘွဲ့အမည်ကတော့ရှင်အာစိန်နဖြစ်ပါတယ်ဥပိ္ပဇေဆရာကတော့လိတ်ချောင်းကြီးရွာစလင်းကျောင်းတိုက်ဆရာတော်ဦးသောနဖြစ်ပါတယ်ရှင်သာမဏေကလေးဟာသင်္ကန်းကိုယုံလိုက်တဲ့အခါပို့ပြီးတော့တည်ကြည်လာတယ်စာပေကိုလူလားလားနဲ့သင်အပ်လာတယ်ရှင်အာစိန်နဖို့ဘုရားသားတော်ကလေးဖြစ်ခံယူလိုက်ခြင်းဟာမိဘဆွေမျိုးတို့ထံမှဖယ်ခွာပြီးသာသနာပေါင်းတဲ့သို့အပြီးအပိုင်ဝင်ရောက်လိုက်ခြင်းဖြစ်တယ်လို့မိမိနှလုံးသားထဲမှာဆွဲယူထားပါတယ်ဂျပန်ခေတ်မှာလူတွေယာနာဖြစ်ကြတဲ့အခါမှာရှင်အာစိန်နကလေးဟာလည်းပဲလက်ဒီမှာယာနာတွေပေါက်လာတဲ့အတွက်ဆရာတော်ဦးသောနာကရှင်အာစိန်နကိုလူလဲစီပြီးအိမ်မှာခိတ္တဆေးပြန်ကုစေပါတယ်ရှင်အာစိန်နအဖို့မိဘအိမ်ပြန်လာခြင်းဟာယာနာကုဖို့ခိတ္တပြန်လာခြင်းသာဖြစ်တယ်လို့သဘောပိုက်ထားပါတယ်ယတတတနပတ်ကြပြီးယာနာပျောက်သွားတဲ့အခါမှာမောင်အောင်သားဟာမိမိတူးတဲ့ကျောင်းကိုပြန်သွားပြီးတော့ဆရာတော်ထံမှာရှင်သာမဏေဝတ်ပြန်တယ်အခုအဲ့ဒီမြင်ကွင်းအားဆိုရင်ကျွန်တော်တို့ဇင်းကြံကျောင်းကိုရောက်ရှိပြီးတော့အဲ့ဒီအမျိုးသားယောဂီတွေကကြွားရောက်လာတဲ့ဆရာတော်နဲ့တကွာတော်ယဟန်တန်ဃာများကိုခြိဆေးပေးနေခြင်းပဲဖြစ်ပါတယ်ညနေကျအလုတ်ခွင်ကအိမ်ကိုဖခင်ပြန်လာတဲ့အခါမှာသားငယ်ကိုမတွေ့ရတဲ့အတွက်လိုက်ရှာရွာထဲမှာရှာမတွေ့တော့ဘုန်းကြီးကျောင်းသွားဆရာတော်ကိုသွားမေးတဲ့အခါမှာဆရာတော်ကစီးကြိုးပြီးတော့ဒကာကြီးရေဒကာကြီးသားကသူ့လက်ကအနာတွေပျောက်ပြီးဆိုပြီးကိုရင်ပြန်ဖို့ပေးပါလို့လာလျှောက်တော့ငါရှင်သာမဏေပြန်ဖို့ပေးလိုက်ရပါတယ်လို့အမိန့်ပါတယ်ဆရာတော်ရဲ့ဆန္ဒအတိုင်းမှာဆရာတော်ကိုတပည့်တော်အနှံထားတာပဲဆရာတော်ရဲ့သားဖြစ်နေပါပြီဆိုပြီးဖခင်ကသဘောတူလိုက်ရပါတယ်ရှင်သာအစိန်နကဆရာတော်ဦးသောနထံမှာပရိယတ္တိအခြေခံဖြစ်တဲ့သရသင်္ကြန်စသည်တို့ကိုစီးပူးတယ်အဲ့ဒီနောက်ဟင်္ဒရာမြို့ရေကြီးကျောင်းတိုင်းမှာဆရာတော်ဦးမဟိန္ဒနဲ့ဦးပညာဝန္တတို့ထံမှာနှစ်ခပညာစီးပူးပါတယ်အရွယ်နဲ့မလိုက်အောင်ဉာဏ်ပညာထက်မြက်တဲ့ရှင်အာစိန်နကိုဆရာတော်တွေကအားပေးချီးမြှောက်ကြဤတဲ့ထို့ကြောင့်1314ခုနှစ်မှာရန်ကုန်မြို့အောင်မင်္ဂလာစိတ်ကျောင်းကိုရှင်အာစိန်နကြွလာပြီးဆရာတော်ဦးဥတ္တမဌာန၄လပညာစီးပူးခွင့်ရထိုနေ့ဝါကျွတ်တဲ့အခါမှာရှင်အာစိန်နဟာမန္တလေးမြို့မစိုးရင်ကျောင်းတိုက်ကိုကြွသွားပြီးဗိဒ္ဓဇမဟာရထကုဘွဲတစိတ်တော်ရဆရာတော်ကြီး2ပါးနဲ့နာယကဆရာတော်ကြီးများထံမှာနှစ်ကြာပညာဆက်လက်စီးပူးကိုရပြန်တယ်ယခုမြင်ကွင်းကတော့ကျွန်တော်တို့သိမ်ပေါ်မှာရှိတဲ့ရုပ်ပွားတော်9ပေနဲ့3လက်မှရှိတဲ့ရုပ်ပွားတော်ကိုဆရာတော်ဆွန့်ကပ်နေခြင်းပဲဖြစ်ပါတယ်ဆရာတော်ဟာနေ့စဉ်နေ့တိုင်းအချိန်မှမှအဲ့ဒီသိမ်မှာရှိတဲ့ရုပ်ပွားတော်နဲ့ဇင်းညံကျောင်းမှာရှိတဲ့ရုပ်ပွားတော်နှစ်ဆူတို့ကိုဆွန့်ကပ်ရေကပ်ပန်းကပ်အဲ့ဒီဝေယဝဆအမျိုးမျိုးကိုနေ့စဉ်
ရှင်သာမဏေဘဝနဲ့ရန်ကုန်မန္တလေးတို့မှာစွမ်းစွမ်းတမန်ပညာရှိဘူး၍မြင့်မြတ်တဲ့ယဟန်ဘဝကိုတက်လှမ်းရန်အရွယ်ရောက်လာတဲ့အခါဟင်္ဒရာမြို့ရေကြီးတိုက်တဲ့သို့ခိတ္တပြန်ကြွလာပြီးရေကြီးကမ်းကျုပ်မင်္ဂလာဆရာတော်ဥပညာအားဥပစ္စေဆရာပြုလျက်ကောဇာတက္ကရာ1316ခုနှစ်ကဆုံလဆန်း10ရက်နေ့မှာမြင့်မြတ်တဲ့ယဟန်ဘဝကိုတက်ရောက်တော်မူခဲ့ပါတယ်အခုမြင်နေရတဲ့မြင်ကွင်းဟာကျွန်တော်တို့အာယုံစွန်းလောင်းလှူဖို့အတွက်ပြင်ဆင်ထားတဲ့မြင်ကွင်းပဲဖြစ်ပါတော့တယ်ခင်ဗျာဆရာတို့အထုပ္ပတ္တိကိုဆက်လက်အစီရင်ခံရမယ်ဆိုရင်ဆရာတော်ဟာမန္တလေးမြို့ကိုတပံကြွသွားပြီးတော့တောင်ပြင်ရမြင်းဝန်တိုက်မှာ3နှစ်ကြာသတင်းသုံးပြီးမြင်းဝန်တိုက်ဆရာတော်ဥဥကံသဌာန၌၎င်းဟီလင်းတိုက်ဆရာတော်ဥသရိယနဲ့ဥပုံညာနန္ဒတို့ဌာန၌၎င်းဘုရားကြီးတိုက်ဆရာတော်ဥအရိယနဲ့ဥဥကံသဥကုမာရတို့ဌာန၌၎င်းပရိယတ္တိစာပေများကိုဆက်လက်စီးပူပါတယ်အခုမြင်ကွင်းဟာဆရာတော်ဦးစီးပြီးတော့ကျွန်တော်တို့အာယုံစွန်းကြွလာခြင်းပဲဖြစ်ပါတယ်ဇင်းညာကျောင်းရဲ့အရှိဇင်းညာတစ်လျောက်မှာလောင်းလူနေကြတဲ့ပုံပဲဖြစ်ပါတယ်ခင်ဗျာဥပါစိဏဟာသာသနာတော်ကိုအလွန်ကြီးညိုလေးမြတ်တဲ့အတွက်ပိဋကကျမ်းဂန်တွေကိုရိုသေသေးနှိုက်နှိုက်ချွတ်ချွတ်စီးပူးလေ့လာတယ်ဉာဏ်ပညာထက်မဲ့ပြီးမှတ်ဉာဏ်အလွန်ကောင်းတဲ့အတွက်လေ့လာထားတဲ့စာတွေကိုကြာမြင့်စွာသတိရမှတ်မိနေပါတယ်ပါဠိစာပေများကိုလည်းကောင်းစွာဖတ်ရှုနိုင်လာပါတယ်ဝိနည်းတော်ကိုအလွန်ကြီးညိုလေးမြတ်တဲ့အတွက်ဝိနည်းစည်းကမ်းချက်များကိုသိသိချာချာစစ်စစ်ဆတ်လေ့လာပြီးဝိနည်းတော်နဲ့အညီတသွေမတိမ်လိုက်နာနေထိုင်ပါတယ်တောထွက်ပြီးတဲ့အခါမှာလဲဝိနည်းပါဠိတော်များကိုအာဂုံဆောင်နိုင်အောင်ကျက်မှတ်တယ်ဝိနည်းပါဠိတော်တစ်ကြမ်းကိုတစ်လလောက်နဲ့ကျက်မှတ်နိုင်တယ်ဒုစရကမူစွမ်းတထတဲ့ဖုံးပေးပြီးပฏิပတ်လုပ်ငန်းကိုကျိုးပန်းလှုပ်ဆောင်နေတဲ့အခါဖြစ်၍အာဂုံပြန်ရအချိန်မပေးနိုင်ဘူးတို့အတွက်နောက်ဝိနည်းတစ်ကြမ်းကိုကျက်မှတ်ပြီးတဲ့အခါပထမတစ်ကြမ်းကိုအာဂုံပြန်ဆိုရန်အခက်ခဲတွေ့ရပါတယ်ဥအာစိဏဟာဝိနည်းတော်ကိုတတ်ကြွပြီးဝိနည်းတော်နဲ့ကြည်ကြံနေထိုင်တဲ့အတွက်အခုအခါမော်လမြိုင်မှုတုံနယ်ဘက်မှာဝိနည်းတော်ဆရာတော်တစ်ပါးအဖြစ်နဲ့အသိအမှတ်ပြုခြင်းခံရပါတယ်။ခောဇာတက္ကရာ1318ခုနှစ်မှာဥအာစိဏဟာဓမ္မစရိယစာချရန်စာမေးပွဲကြီးကိုအောင်မြင်တော်မူတယ်။1319ခုနှစ်မှာရန်ကုန်မြို့ကဘာရေးကုန်းမြေ၌ကမ္ဘာဗုဒ္ဓတက္ကသိုလ်မှဦးစီးဖွင့်လှစ်ထားတဲ့သံဃာတက္ကသိုလ်ကိုကြွသွားပြီးပရိယတ္တိစာပေများနဲ့ခေတ်စာပေများကို9နှစ်နီးပါးထပ်စီးပူးပြန်တယ်။သံဃာတက္ကသိုလ်၌ပညာစီးပူးနေစဉ်အခါမှာသာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးများဖြစ်ကြတဲ့ဥဖေအောင်ထို့နောက်ဦးလာမောင်အရာရှိများဖြစ်ကြတဲ့ဦးစတ်ထွန်းမှတ်ဝင်းဦးဟန်ထေးဦးစံမြင့်အောင်ဦးသိန်းအောင်တို့ကကမ္ဘာသာသနာပြုရာမှာအထောက်အပံ့ဖြစ်စေခြင်းအကျိုးငှာအင်္ဂလိပ်စာနဲ့တကွတက္ကသိုလ်ပညာရာများကိုဦးအာစိဏအားသင်ကြားပို့ချပေးကြပါတယ်အဲ့ဒီတကားကြီးတွေရတိုက်တွန်းချက်ရဦးအာစိဏဟာတက္ကသိုလ်ဝင်စာမေးပွဲကိုပြင်ပမှဝင်ရောက်ဖြည့်ဆို့ရအောင်မြင်ပါတယ်ထို့နောက်ဥပဇာဝိဇ္ဇာအာအေလို့ခေါ်တဲ့စာမေးပွဲကိုဆက်လက်ဖြည့်ဆို့ရအခက်အခဲမရှိအောင်မြင်ပြန်တယ်ထို့နောက်တစ်ပံဝိဇ္ဇာဘွဲ့ BA အတွက်ပြဋ္ဌာန်းစာတွေကိုဆက်လက်စီးပူးပြန်တယ်တို့အရင်1962ခုနှစ်ဇူလိုင်လမှာတက္ကသိုလ်ကျောင်းတွေပိတ်လိုက်ရတဲ့အတွက် BA စာမေးပွဲကိုဥအာစိဏမဖြေပြစ်တော့ပါ
ယဟန်ခံပြီးလို့ဆယ်ဝါရရင်တောထွက်မယ်လို့ဥအာစိန်နာဟာအစကန္နဥကပင်ရည်တန်ရင်ရှိခဲ့ပါတယ်ဒီစံပေပွဲဖြူဆိုရန်အစင်မပြေတဲ့အချိန်မှာယဟန်ဆယ်ဝါရလာပြီဖြစ်တဲ့အတွက်လောကီစာပေတွေကိုကြောခိုင်းပြီးမိမိရဲ့မူလရည်ရွယ်ရင်းအတိုင်းတောထွက်ရန်ဥအာစိန်နာဆုံးဖြတ်လိုက်ပါတယ်တော်မထွက်မီပฏิပတ်တိလမ်းစဉ်များလမ်းညွှန်ချက်များကိုရယူထားရန်လိုအပ်တဲ့အတွက်ကောဇာတက္က1325ခုနှစ်မှာရန်ကုန်မြို့မဟာစီသာသနာရိပ်သာကြီးသို့ကြွသွားပြီးမဟာစီဆရာတော်ဘုရားကြီးနဲ့ဆရာတော်ဥပါဏိတာဘိဝန္တာတို့ဌာန55ရက်ကြာနီးနာခံယူတယ်ပฏิပတ်လုပ်ငန်း၌အထုံပါရမီရှိခဲ့သောဥပစေနာဟာတလတည်းနဲ့ဉာဏ်စဉ်နာကိုရတော်မူတယ်သို့သောတရားအထုံပြီးအပြည့်အစုံကိုလေ့လာမှတ်သားလိုတဲ့အတွက်55ရက်တိုင်အောင်ဥပစေနာရိုးရိုးသေးသေးနဲ့အထုခဲ့ပါတယ်ပရိယပฏิပတ်ဘုဒ္ဓဆွဲဆုံးဖြစ်လာတဲ့အခါမှာဥပစေနာဟာထိုနှစ်တွင်ပဲမွန်ပြည်နယ်သထုံမြို့နယ်တောင်စွန်းကီလာသတောင်တန်းမှာရှိတဲ့မြတ်သပိတ်တောင်ကိုထွက်ပြီးဧကဇာရီကြည်ကတရားအားထုတ်တော်မူတယ်မြတ်သပိတ်တောင်တဲ့သို့ဥအာစိန်နာရောက်တဲ့အချိန်ကမှောင်စပြိုးချိန်ဖြစ်ပါတယ်ဥအာစိန်နာဟာတောင်ပေါ်မှာသတင်းသုံးနေတဲ့မထေကြီးတစ်ပါးဌာနတောင်ပေါ်တွင်မိမိတရားအားထုတ်လိုကြောင်းခွင့်ပန်မထေကြီးကအစွန်အဖျားကြတဲ့ဇေယအိုတဆောင်၌သတင်းသုံးရန်ညွှန်ကြားလိုက်တယ်ရိုင်းနဲ့နေတဲ့ဇေယတကားအိုကိုဥအာစိန်နာတွန်းဖွေလိုက်တဲ့အခါမှာအတွင်း၌မှောင်မိုက်နေပါတယ်ဥအာစိန်နာဟာဓာတ်တနေရာ၌သေရင်ွယ်ကိုခင်းထိုင်ပြီးဘာဝနာကိုနှလုံးသွင်းပါတယ်အဲ့ဒီခါရှင်အုပ်ကြီးကဝီကနေအုံဖွဲ့လာကြတယ်ခလင်းငိုတန်လိုရှိုက်ငိုတန်တန်လည်းပဲအဆက်မပြတ်ပေါ်လာပါတယ်ဥအာစိန်နာတွင်ရှင်တောင်လည်းမပါမိချစ်ဖျောင်းနိုင်လည်းမပါသင်္ကန်းသုံးတဲ့သပိတ်တစ်လုံးများနဲ့တောထွက်လာတာအံ့ဖွယ်ပဲဖြစ်ပါတယ်ပါလာတဲ့နထသင်္ကန်းကိုချုံပြီးညတာကိုကုန်းလွန်စေပါတယ်နာနဲ့လင်းတဲ့အခါမှာရှိုက်ငိုနေတဲ့အကောင်ဟာရှင့်ကလေးတစ်ကောင်ဖြစ်ကြောင်းသိရပါတော့တယ်ပိဋကအကျင့်ဖြစ်ကိုတွေ့မြင်ရတဲ့အချက်တွေကိုပိဋကကျမ်းဂန်များနဲ့ဝိသုဒ္ဓိမက်တို့ရဲ့အဆိုမိတ်များနဲ့ဥအာစိန်နာချိန်ထိုးစီစစ်ကြည့်ပါစိတ်တိုင်းကြမဖြစ်တဲ့အခါမှာနောက်ထပ်ပฏิပတ်နီးနာနေသယများရရှိရေးအတွက်1326ခုနှစ်မှာကသစ်ဝိုင်ဆရာတော်ဌာန10ရက်တန်လင်းတော်ရဆရာတော်၌6လခွဲ1329ခုနှစ်မှာကဏီမြို့ရွှေသိမ်တော်ရဆရာတော်၌3လခွဲထပ်မှပြီးတော့နီးနာခံယူပြန်ပါတယ်တရားအားထုတ်တဲ့နေရာမှာတစ်လျှောက်ပြစွာသဗ္ဗာယဖြစ်အောင်တရားအားထုတ်ရာဌာနတွေကိုပြောင်းရွှေ့ခဲ့ရ၌သထုံမြို့နေမိန်တရတောင်အနီးမှာရှိတဲ့တောင်ဝိုင်းကြီးမှာတဝါမူရုံမြို့နယ်ကြောက်တလုံးကြီးရွာအနီးမှာရှိတဲ့စိတ်တသုခတော်ရမှာ3ဝါရင်းမြို့နယ်အစင်ကြီးရွာအနီးမှာရှိတဲ့အစင်တော်ရမှာ73ဝါအသီးသီးသတင်းသုံးခဲ့ပါတယ်စိတ်တသုခတော်ရမှာသတင်းသုံးဖို့ဥတေဇဝန္တနဲ့အတူဥအာစိန်နာတော်ရဆောက်တည်နေစဉ်အပြင်ဘက်အနှဲငယ်ကြတဲ့ကြောက်တလုံးတော်ရကြီး၌ဥအကပညာသတင်းသုံးနေပါတယ်ဥအကပညာဟာနောင်မှာဖောက်တော်ရဒုတိယဆရာတော်ဖြစ်လာမဲ့လူဖြစ်လာမဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အဲ့ဒီဥအကပညာဟာအလွန်သဘောထားကောင်းသူဖြစ်၍ဥအာစိန်နာတို့လိုအပ်သည်များကိုကူညီပေးပါမိမိသိလို့တဲ့ပရိယပฏิပတ်အကြောင်းအရာတွေကိုလည်းဥအာစိန်နာတို့အစင်မပြတ်ဆွေးနွေးပါဟေးအသံဝိယဝိသနာယကာကျမ်းသာသူစေရပါစေသူမယံဒီကိစ္စဝေနေကြပါစေဝိယဝိသနာယကာကျမ်းသာသူစေရပါစေသူမယံဒီကိစ္စဝေနေကြပါစေဖောက်တော်ရမှာဆိုရင်အခုမြင်ရတဲ့အတိုင်းဖြစ်ပါတယ်မနေ့အာယုံစွန်း
ခံတဲ့နေရာမှာအမျိုးသားယောဂီသီလရှင်အမျိုးသမီးယောဂီစရှိတဲ့ယောဂီတွေဟာမိမိတို့ရဲ့ဒီနာနဲ့အာယုံကံမှာစားတော့မဲ့အစားတော့တွေပေါ်မှာဆင်ခြင်ပြီးတော့သုံးဆောင်နိုင်ဖို့အတွက်အခုလိုရွတ်ဖားပြီးတော့စွန့်ခံကြပါလောင်းလူတဲ့ပုဂ္ဂိုလ်တွေနဲ့ဝေယဝဆအလူရှင်တွေကိုလည်းဆုတောင်းမေတ္တာပို့ပြီးတော့အဲ့ဒါလိုကြွေးကြော်နေကြပါလေဒီလိုကြီးကသုံးပါဘူးဒီမြတ်တဆောင်ဒီကိုကောင်းပြီးရှင်တော်ဒီရဲ့သမြတ်တန်မောကညာပြာသာသနာကျင့်တဲ့ကြောင့်ပြပါလိုက်စေဝေဒနာဟောင်းတဲ့ဖြစ်စေရညာပိုင်းများဖြင့်အသိဉာဏ်ကိုမဖြစ်လျောင်းချမ်းမြေ့အောင်သုံးဆောင်ဒီဝေပါတိဒီသာဝေနေနေကိုဒီရမကြွားသာပါရည်ဖြင့်ဒီပြိုခြင်းကမသုံးပါဒီရတတ်ဆောင်ဒီကိုပါဒီရှေအောင်ဒီရဲ့တရားတော်ဘောကညာပြာသာလာရှင်ရဲ့ကြောင့်ဒီမှာလည်းဝေဒနာဟောင်းတဲ့မသိစေရဘာပိုင်းညာလေးမသိဒီကိုမသိရအောင်ဆင်းရဲအောင်သုံးဆောင်နေပါသည်အဲ့ဒါလောင်းလူနေကြတဲ့ဒကာတွေအတွက်ကောဝေယဝဆဒကာတွေအတွက်ရောအမြအတန်ဆူတောင်းပေးဝေနေကြပါလေအခုဆိုရင်ကျွန်တော်တို့သီလရှင်ပြီးတော့အမျိုးသမီးယောဂီတွေဆက်ပြီးတော့ကြွချီလာကြမှာဖြစ်ပါတယ်ဝေယဝဆဒါကာတွေကလည်းအစဉ်သစ်လောင်းတူပြီးတော့နေကြပါအာယုံစွန်းအတွက်ဖြစ်သားလို့စွန်းတွေကိုလောင်းတူနေကြခြင်းပဲဖြစ်ပါတရုတ်ကတော့လောင်းပြီလို့ခေါ်ပါတယ်ဗမာလိုတော့ကော်ရီခောက်ဆွဲလို့ခေါ်ပါတယ်အခုလောင်းတူနေတဲ့စွမ်းကကိုရီခောက်ဆွဲစွာဖြစ်ပါဆရာတော်ရဲ့ခေရုပတ္တိကိုဆက်လက်ပြီးတော့အစီခါမယ်ဆိုရင်ဥအာစိဏဟာကာလရှည်စွာတောရဆောက်တီကတရားအားထုတ်စဉ်ကာလ၌တပါးကြောင့်မှသတင်းသုံးပြီးလူသူတွေနဲ့ဆက်ဆံမှုနည်းနိုင်သမျှနည်းဖို့နည်းစွာနေထိုင်ခဲ့ပါလေမိဘမောင်ဘွားဆွေမျိုးများနဲ့လည်းပဲလုံးဝအဆက်အသွယ်ဖြတ်ထားခဲ့ပါအလွန်တရာထက်မြက်တဲ့ဇွဲဝိရိယတို့နဲ့အားထုတ်တော်မူပါတယ်အာယုံဆုံးကိုအခုလိုဆရာတော်တွေစီးပြီးတော့ဖုံးပေးနေကြပါတယ်ခင်ဗျာဆရာတော်ဟာခန္ဓာကိုယ်
မျှတစေရန်အတွက်နေ့စဉ်မပြတ်စွန့်ထွက်ခံပြီးတော့တထစွန့်လောက်နဲ့မျှတခဲ့ရာအစာယောဂဖြစ်ပေးပေါ်လာပါတယ်အစဉ်တော်ရမှာသတင်းသုံးနေစဉ်အစာယောဂလေထိုးလေနာယောဂတို့အပြင်းထန်နှိမ့်ဆက်တဲ့အတွက်တခါတရံဆွမ်းကမကြွနိုင်ပဲမိမိသတင်းသုံးတဲ့ကြောင်းကလေးမှာပဲလူးလိုက်နေတယ်အဲ့ဒါလိုယောဂပြင်းထန်လာတော့လည်းပဲတခြားတပါးကြောင်းများနဲ့သတင်းသုံးနေကြတဲ့သတင်းသုံးပေါ်တွေကိုတရားအနှောက်အယှက်မဖြစ်စေဖို့အတွက်အသိပေးပြောကြားခြင်းမရှိခဲ့ပါဘူးအခုမြင်ရတဲ့မြင်ကွင်းကဆရာတော်တပါးတဲ့ဖောက်ကြီးရောကိုကြွပြီးတော့ဆွမ်းခံနေတဲ့ပုံပဲဖြစ်ပါတယ်သူတော်ကောင်းများရဲ့ရောက်ရွယ်လွယ်မှုနဲ့သိခံမှုစွမ်းအားတို့ကအံ့ဩချီးကျူးစရာကောင်းလာပါပဲအစာယောဂဆိုးဝါးပြင်းထန်လာတဲ့အခါမှာဥအာစိန်နာဟာမော်လမြိုင်ဆေးရုံကိုတက်ရောက်ပြီးခွဲစိတ်ကုသခြင်းကိုခံယူပါတယ်ရန်ကုန်သို့ကြွပြီးတော့အထူးကုဆရာဝန်တွေထားမှာဆက်လက်ဆေးကုသခြင်းကိုလည်းခံယူပါတယ်တို့ရတဲ့အစာယောဂလုံးဝကောက်ကင်းပြောက်တဲ့အခြေသို့မရောက်ရှိပဲမကြာခဏဒုက္ခပေးနေပါတယ်အစာအိမ်မကောင်းတဲ့အခါမှာအာဟာရဓာတ်ချို့တက်လာတယ်အဲ့ဒီခါမှာကိုယ်ကအာရုံနေလာတယ်ကိုယ်ကအာရုံနေလာတဲ့အတွက်ငှက်ဖျားယောဂကလည်းဥအာစိန်နာမကြာခဏအလူအလဲဖြစ်လောက်အောင်နှိမ့်ဆက်နေပါလေငှက်ဖျားယောဂတန်ကြက်ကြောင့်ဝန်းထဲ၌ဘေလုံးကြီးဖြစ်လာယောဂများကမြည်သို့နှိမ့်ဆက်စေကမူဥအာစိန်နာဟာတောရဆောက်တည်မှုနေစဉ်မပြတ်ဆွမ်းခံမှုသင်္ကန်းသုံးတယ်များလောက်ကိုသာသုံးဆွဲမှုပန်းတကူဒူတင်ဆောင်မှုတရားအားထုတ်မှုစသည့်လှုပ်ဆောင်နေကြလုပ်ငန်းတွေကိုအပြတ်မခံမဲနဲ့မှန်မှန်လှုပ်ဆောင်နေပါတယ်ယောဂကုသခြင်းကိုကုတိုက်သမျှကုပြီးတဲ့နောက်မပြောက်ကင်းတဲ့ယောဂတွေကိုဝဏကဏ္ဍလို့သဘောပိုက်ပြီးယောဂကိုဗဒနာမထားတော့ပဲတရားကြည်ဆောင်ရေးကိုသာထိတ်တန်းတင်ပြီးပြောင်းဆက်ခြင်းကိုလည်းအ ਨੇ ဆုံးအတိုင်းအတာထိရှော့ပေါ့ကယောက်ျားဇာနီဘာမထီဆိုတဲ့ဇွဲလုံးလာနဲ့ကြည်ကြံအားထုတ်တော်မူသောသူတော်ကောင်းသူတော်စင်တူဖြစ်ပါလေဥအာစိန်နာဟာပန်းလကူဒူတင်တိစီဝရိုက်ဒူတင်သပ္ပဒါနစာရိကဒူတင်အာရညကင်ဒူတင်စသည်တို့ကိုစွမ်းနိုင်သမျှဆောက်တည်ပြီးတောဘုံကြီးဘဝနဲ့ဘာဝနာလုပ်နဲ့မွေးလျော်ပျော်ပိုက်ခါအေးချမ်းချမ်းသတင်းသုံးနေထိုင်လိုပါတော့လဲဘဝကံကြမ္မာကထိုသို့နေခွင့်မပြုပါဖောက်တော်ရဒုတိယဆရာတော်ဦးကပညာနဲ့ဥအာစိန်နာတို့ဟာမုဒုံမြို့နယ်ကြောက်တလုံးတော်ရမှာ3နှစ်ကြာစုံစည်းနှီးနောခဲ့ကြရပြီးတဲ့နောက်ဥကပညာဟာဥအာစိန်နာရဲ့ပရိယပฏิပတ်စွမ်းရည်တို့ကိုအာရချီးကျူးနေပါလေတို့အတွက်ဩဇာတက္ကီ1343ခုနှစ်ဝါဆိုလမှာဥကပညာအသက်အတန်နာမကျမ်းဖြစ်၍မော်လမြိုင်မြို့ဆေးရုံကြီးကိုတက်ရောက်ရတဲ့အခါဆရာတော်ဟာရေးမြို့နယ်အစဉ်တော်ရမှာသတင်းသုံးနေတဲ့ဥအာစိန်နာကိုမှာကြားခေါ်ယူတော်မူပါတယ်ဥအာစိန်နာဟာသတင်းကြားရင်ကြားခြင်းမိမိရဲ့အရေးကိစ္စတွေကိုဘေးထားပြီးဥကပညာအားပြုစုရန်မော်လမြိုင်မြို့ကိုတက်လာဥကပညာဟာဥအာစိန်နာအားစူးစူးဆိုင်ဆိုင်ကြည့်ရှုပြီးမိမိပြန်လွန်တဲ့အခါဖောက်တော်ရဇင်းညာကျောင်းကြီးကိုဆက်လက်ထိမ့်သိမ်းစောက်ရှောက်ပေးပါရန်အတန်တန်မှာကြားတော်မူပါတယ်ဥအာစိန်နာဟာဆရာတော်ဥကပညာအားရိုးရိုးသေးသေးလေးလေးစားစားချစ်ခင်ကြည်ညိုသဖြင့်ကျွန်တော်စိတ်ချမ်းမြေ့စွာဆရာတော်စိတ်ချမ်းမြေ့စွာဘဝနတ္ထပြန်လွန်တော်မူနိုင်ရန်အတွက်ဆရာတော်ရဲ့အလိုဆန္ဒကိုတအားသမျှဖြစ်စည်းပေးတဲ့အနေနဲ့ဂတိဝန်တာခံလိုက်ရပါတယ်ဤသို့ဩဇာတက္ကီ1343ခုနှစ်ဝါဆိုလဆုံး9ရက်ခရစ်တက္ကီ1982ခုနှစ်မှာဒုတိယဖောက်တော်ရဆရာတော်ပြန်လွန်တော်မူတဲ့အတွက်ဥအာစိန်နာဟာတတိယဖောက်တော်ရဆရာတော်ဖြစ်လာပါတော့တယ်ခင်ဗျာ
တို့ဖြစ်လေကစားဥအားစိန်နာဟာကျောင်းကြီးတစ်ကျောင်းကိုထိမ့်သိမ့်အုပ်ချုပ်ရတဲ့အလုတ်တာဝန်ဖြစ်မိမိရဲ့ပฏิပတ်အလုတ်ကိုအနှောက်အယှက်မဖြစ်စေလိုပါတို့အတွက်ကျောင်းတကာတွေကိုခေါ်ပြီးမိမိဟာအောက်တော်ရဇင်းညာကျောင်းကြီးကိုခိတ္တခဏသာထိမ့်သိမ့်ဆောက်ရှောက်ပေးမယ်တကားတို့စိတ်ကြိုက်ကျောင်းနိုင်ဆရာတော်တစ်ပါးကိုရှာဖွေကြပါစိတ်ကြိုက်ဆရာတော်ကိုတွေ့ရင်မိမိကြောင်းလွှဲအပ်ပေးမယ်လို့မိန့်ကြားတော်မူခဲ့ပါတယ်အဲ့ဒီတော်တွင်အောက်တော်ရဇင်းညာကျောင်းဟာလူနေအင်ဂျင်နီးကလာမှုကြောင့်တော်ရမမီတော့တဲ့အတွက်၎င်းကျောင်း၌နေရောညပါသတင်းသုံးရမှာကိုဥအားစိန်နာမနှိမ့်မြို့တော့ပါတော်ရပြီးသားတဲ့အခြားတနေရာကိုမိမိကိုယ်တိုင်လိုက်ရှာမယ်လို့ဆုံးဖြတ်ပြီးတောင်နဲ့နီးတဲ့တောနဲ့ရဘက်ကိုလိုက်ရှာတာဇင်းကြံကျောင်းရဲ့အရှိမြောက်ဘက်တမိုင်ခွဲလောက်အကွာမှာစိမ့်လန်းဆိုပြတဲ့ဥယျာဉ်ခြံတစ်ချံကိုတွေ့ရှိပါတယ်အဲ့ဒီခြံဟာတောင်နှလုံးထိတ်ချင်းဆိုင်နေတဲ့တောင်ကြားနေရာမှာတည်ရှိပြီးဒူရင်ပင်တရက်ပင်တွေနဲ့ဝေဝေးဆာဆာရှိနေပါတယ်အရေးအဝါသကောင်းမွန်တဲ့အပြင်စမ်းကြောင်းလေးတစ်ခုကလည်းဥယျာဉ်ခြံကိုဖြတ်စည်းသွားတဲ့အတွက်ရေတွင်းဟာရေနီးပြီးကြည်လင်အေးမြနေပါတယ်ကျင်းငှက်တန်းရှစ်ညိုတန်းဖရက်အော်တန်းတွေကလည်းပဲတောတောင်ဒေသရဲ့တိတ်ဆိတ်မှုကိုဖောက်ထွင်းပြီးသားရကြည်နူးမြူးချွနေပါတော့တယ်ဥအားစိန်နာဟာထိုဥယျာဉ်ပိုင်ရှင်အားခွတ်တောင်းပြီးဝါကြောင်ကလေးတစ်ဆောင်ဆောက်လုပ်စေပါတယ်ဝါကြောင်ကလေးပြီးစီးတဲ့အခါမှာဆွမ်းကန်ချိန်ဆွမ်းစားချိန်ကလွဲပြီးအဲ့ဒီကြောင်ကလေးမှာပဲဧကစာရီသတင်းသုံးတော်မူပါတယ်ကြောင်ကလေးမှာလုံခြုံစွာမရှိတဲ့အတွက်ဆရာတော်ဆွမ်းကန်ချိန်ဆွမ်းကန်ကြွတဲ့အချိန်မှာဆရာတော်အားလှူဒန်းထားတဲ့ရင်နွေးဘူးမျက်နှာသုတ်ဘဝရှင်တောင်ရေခွက်ဆပ်ပြာစသည်တို့ဟာမာသမာလူတို့ကခိုးယူတတ်ကြပါတယ်အခုမြင်ရတဲ့မြင်ကွင်းဟာကျွန်တော်တို့သိအဆောက်ပေါ်မှာရှိတဲ့ငါးဘီသုံးလက်မညံတော်ရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်ကျေးစင်းတော်တော်ကြီးဖြစ်ပါတယ်ခုဆိုရင်နာနဲ့အာယုံစွန်းဖုံးပြီးကြတဲ့အခါမှာ9 နာရီအချိန်ကစပြီးတော့10 နာရီခွဲချိန်ထိဒုတိယနာနဲ့ပိုင်းဒုတိယအချိန်တရားထိုင်ကြရပါတယ်ယဟန်များနဲ့အမျိုးသားယောဂီများဟာသင်ရဲ့အပေါ်ဓာတ်မှာယဟန်တရားထိုင်ကြရပြီးအောက်ထပ်မှာသီလရှင်များနဲ့အမျိုးသမီးယောဂီများတရားထိုင်ကြရပါတယ်အခုဒီမြင်ကွင်းဟာသံဃာတော်များသင်အပေါ်ဓာတ်မှာတရားထိုင်နေတဲ့ပုံတော်ပဲဖြစ်ပါတယ်ဆရာတော်ကိုယ်တိုင်ကလည်းဒီသိမ့်တော်ပေါ်မှာပဲယဟန်များနဲ့အတူတရားထိုင်တာတွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့ထေရပတ်တိကိုအစီရင်ခံရမယ်ဆိုရင်အဲ့ဒါလိုခိုးယူခြင်းကိုဆရာတော်အလေးမထားပဲနဲ့ဆုံးကန်ချိန်မှာထွက်ခွာပါတယ်ကျောင်းကိုစောက်ရှောက်ရန်အတွက်မြည်သူကိုမှတာဝန်ပေးရလူချင်းသူတို့ကရှိတဲ့ပစ္စည်းအသုံးဆောင်ကလေးတွေကိုယူခြင်းယူပါစေမိမိအတွက်မူသင်္ကန်းသုံးတယ်နဲ့တပိတ်တစ်လုံးရှိရင်ပြည့်စုံပါပြီအစာဦးတော်ထွက်စဉ်ကလည်းရန်ကုန်မြို့ကြီးကိုဖဲခွာပြီးတော့သင်္ကန်းသုံးတယ်တပိတ်တစ်လုံးများနဲ့သာတောင်စွန်းဧလာသတောင်တန်းအနိရှိမြားတပိတ်တောင်ကိုတောထွက်ခဲ့တယ်မဟုတ်ပါလားသူဆရာတော်ဟာတိမ်ပေါ်မှာယဟန်ဒီမြို့သားယောဂီတွေနဲ့အတူတရားထိုင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘောက်တော်ရဇင်းညာကျောင်းတကာများဟာမိမိတို့ကြီးညိုလေးစားတဲ့ဒုတိယဆရာတော်ကိုယ်တိုင်ရွေးချယ်ပေးခဲ့တဲ့တတိယဆရာတော်ဥအားစိန်နာကိုမထွက်ခွာစေလိုကြပါ။ထို့ပြင်တတိယဆရာတော်ရဲ့ထူးခြားမြင့်မြတ်တဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေကိုတနေ့တခြားပို၍သိရှိလာကြတဲ့အတွက်
ပို၍ကြီးညိုလာကြပါလေအဲ့ဒီအတွက်အခြားကျောင်းတိုင်းဆရာတပါးပါးကိုဆရာတော်တပါးပါးကိုမဖွေရှာတော့ပဲဥအာစိန်နာကိုပင်ဖောက်တော်ရကျောင်းတိုင်းဆရာတော်အဖြစ်အတီတကြသတင်းသုံးတော်မူပါရန်ထက်ခါဖန်ပန်လျှောက်ထားကြပါလေတို့ဖြစ်၍ဒီနေ့တိုင်အောင်ပဲဥအာစိန်နာဟာဖောက်တော်ရဆရာတော်ရဲ့တောင်းကိုထမ်းဆောင်နေရခြင်းပဲဖြစ်ပါတော့တယ်။ဖောက်တော်ရဆရာတော်ဥအာစိန်နာဟာထင်ရှားကြော်ကြားတဲ့ဆရာတော်များထံမှနိနာနိတ္တများကိုခံယူကာပိဋကကျမ်းဂန်များနဲ့ညှိနှိုင်းလျက်စိတ်ငြိမ်အေးချမ်းတဲ့တော်ရများမှာနှစ်ပေါင်းများစွာတရားအားထုတ်ခဲ့တာဖြစ်ပါ၍အတွေ့အကြုံစုံလင်နေပါပြီ။ကျမ်းဂန်အဆိုအမိန့်များနဲ့အညီသမထဝိပဿနာတို့ကိုပေါက်မြောက်အောင်တရားအားထုတ်တဲ့နိနာနိတ္တများကိုမိမိမြင်သိပြီးလို့ယုံကြည်၍ဤနိနာနိတ္တများကိုအမှန်တရားကိုရှာမိနေကြတဲ့ယဟန်ရှင်လူအပေါင်းတို့အားတစ်စစ်ပို့ချပြသပေးလိုပါလေအခုမြင်နေရတဲ့မြင်ခွင့်ကတော့သေရဲ့အောက်ထပ်မှာသီလရှင်များနဲ့အမျိုးသမီးယောဂီများတရားအားထုတ်နေတဲ့မြင်ကွင်းဖြစ်ပါတယ်အခုဆိုရင်ဖောက်တော်ရမှာနိုင်ငံခြားကကြွလာတဲ့ပြင်သစ်စင်ကာပူမလေးရှားသီလင်္ကာစတဲ့တိုင်းပြည်များကယဟန်တာမဏေများနဲ့ယောဂီများလည်းပဲပါဝင်ကြောင်းတင်ပြလိုပါတယ်တို့အတွက်ယောဂီများအတွက်မြန်မြန်ထက်ထက်နဲ့တရားရရှိစေမယ့်အကောင်းဆုံးအသိလျော်ဆုံးလို့ယူဆရတဲ့တရားရှုနည်းအစီအစဉ်တက်ကိုရေးဆွဲတော်မူပါတယ်ဆရာတော်ရေးဆွဲပြီးရင်အဲ့ဒီအစီအစဉ်ကိုမိမိကိုယ်တိုင်နှစ်ကြာမြစမ်းသပ်စစ်ဆေးရှိရှုတော်မူပါတယ်ကျင့်တဲ့လောက်ပြီးလို့ယူဆရတဲ့အခါမှာကျောင်းတွင်ဝေယဝဆပြုနေကြတဲ့ယင်းနှီးတဲ့တရားဓမ္မတွေကိုတရားစတင်ပြပေးပါအဲ့ဒီချိန်ဟာခရစ်သက္ကရာ1983ခုနှစ်ဖြစ်ပါတယ်ခုဆိုရင်ဆရာတော်ဟာမြင်ခွင့်မှာမြင်ရတဲ့အတိုင်းနာနဲ့ဖောက်ကြေးရွာမှာဆုံးငံကြွပြီးလို့ပြန်ရောက်တဲ့အခါမှာကျွန်တော်တို့ဆုံးဖယားဆုံးကနိုင်ဖို့အတွက်မိမိကိုယ်တိုင်ကိုကြပြင်ဆင်ပြီးတော့ဝေယဝဆကိုဆောင်ရွက်ပါတယ်မိမိကိုယ်တိုင်ဆုံးကပ်ပါတယ်ဆုံးပြင်ပါတယ်ဖောက်တော်ရဆရာတော်ရှေးဥစွာညွှန်ပြတဲ့တရားရှုနည်းဟာဓကမ္မထံကိုအခြေခံပြီးဥပစာရသမာဓိတိုင်အောင်ယောဂီတို့အားသမာဓိထူထောင်စေပြီးတော့သုဒ္ဓဝိပဿနာယာနိကလမ်းစဉ်ဖြင့်ဝိပဿနာရှုစေတဲ့နည်းဖြစ်ပါဆရာတော်ကဆွမ်းစားပြီးချိန်ခဏလောက်ကဖောက်တော်ရဇင်းကြံကျောင်းမှာသတင်းသုံးပြီးတရားရှုနည်းကိုလမ်းညွန်ပြပေးပါတယ်ဒီညွန်ပြပေးပြီးတာနဲ့တပြိုင်နက်တောထဲကတောင်နှလုံးကြားမှာရှိတဲ့ကျောင်းကလေးစီကိုကြွသွားတော်မူပြီးမိမိဘာသာတရားအားထုတ်လိရှိတော်မူပါတယ်ယောဂီတို့ဟာဇင်းကြံကျောင်း၌နေရပြီးတရားအားထုတ်ကြရပါတယ်ဒီနေ့မှာအနည်းဆုံးလမ်းညွန်ချက်နဲ့အနည်းငယ်သောလမ်းညွန်ချက်ဖြစ်ဆက်ပြီးအားထုတ်သွားကြတာဆရာတော်ညွန်ပြတဲ့တရားလမ်းစဉ်အတိုင်းကျေနပ်စပွဲကောင်းအောင်ရှုမြင်နိုင်ကြပါလေအဲ့ဒါလို့ရှုမြင်ကြတဲ့ယောဂီတွေဟာတရားတော်နဲ့အလွန်အားရနှစ်သက်ကြတဲ့အတွက်မိမိတို့ခင်မင်နဲ့ဆွေမျိုးမိတ်တင်ကားတွေကိုဆရာတော်ထံတရားအားထုတ်ဖို့တိုက်တွန်းကြဆရာတော်ကမိမိလမ်းညွှန်ပြတဲ့သုဒ္ဓဝိပဿနာယာနိကလမ်းစဉ်နဲ့ယောဂီတို့ကိုတရားရှုမှတ်ကြတဲ့အခါမှာတိုးတက်မှုနှောင့်နှေးကြကြတယ်လို့ယူဆတဲ့အတွက်သမထယာနိကလမ်းစဉ်ကိုပြောင်းလဲပြီးတော့ယောဂီတွေအားတရားညွှန်ပြပါတယ်အဲ့ဒီနည်းနဲ့ရှုစေတဲ့အခါမှာယောဂီတွေရဲ့တရားတိုးတက်မှုနဲ့တရားပေါက်ရောက်မှုဟာပိုပြီးလျင်မြန်လာတာကိုကျေနပ်စရာကောင်းလာတာကိုတွေ့ရပါတယ်သိ
ရှိရပါတယ်။စာဥပိုင်းကယောဂီ3ဦးများလောက်နဲ့တရားစခန်းစတင်ဖွင့်ခဲ့တာဒဇနဲ့ယောဂီအရေးအတွက်တိုးပွားလာပါတယ်။1986ခုနှစ်လယ်လောက်မှာအမျိုးသားယောဂီဆောင်တစ်ဆောင်အမျိုးသမီးယောဂီဆောင်တစ်ဆောင်နဲ့စုပေါင်းတရားအထုတ်ဖို့ဓမ္မယုံတစ်ဆောင်တို့ဖြစ်ပေါ်လာပြီးတရားအထုတ်သူ20-30ကရှိလာပါတယ်အခုကြားညပြီးတော့ဆရာတော်ပြင်ဆင်ပြီးတဲ့စွန်းဟင်းလျာများကိုဖရာသူကလှူဖို့အတွက်ကျွန်တော်တို့ဇင်းညာအကြောင်းရုပ်ပွားဇေဒီရှိရုပ်ပွားတော်ရှိကိုတည်ဆောင်လို့ယူလာကြပါတယ်ဆရာတော်ဟာဒီစွန်းတွေကိုကိုယ်တိုင်ဆက်ကလှူဒါန်းမှာဖြစ်ပါတယ်ဆက်လက်ပြီးတင်ပြရင်ယောဂီရည်အတွက်များပြားလာတဲ့အခါမှာဆရာတော်ဟာနေ့ဘက်မှာဇင်းညာကျောင်း၌သာသတင်းသုံးယောဂီတွေကိုအချိန်ပြည့်စောင့်ရှောက်ကတရားတစ်ချိန်ထိုင်ပြီးတိုင်းယောဂီတွေကိုတရားစစ်ပေးပါပြုပြင်ပေးစရာရှိရင်ပြုပြင်ပေးပြီးတရားရှုွက်အသက်တက်ပေးဖို့လိုရင်အသက်တက်ပေးပါညမိုးချုပ်တဲ့အခါမှာဆရာတော်ဟာတောထဲမှာရှိတဲ့ဝါးချောင်းကိုပြန်ကြွသွားတော်မူပြီးအဲ့ဒီတောချောင်းကလေးမှာပဲအာယုံတက်ချိန်အထိသတင်းသုံးပါတယ်ခုဆရာတော်ဟာကျွန်တော်တို့ဇင်းညာကျောင်းရုပ်ပွားတော်ရှိမှဆွန့်ကပ်နေပါခင်ဗျာအခုဒီဗီဒီယိုရိုက်ကူးတဲ့1995ခုနှစ်မှာဖောက်တော်ရအခြေအနေဟာ1986ခုနှစ်ကကျွန်တော်မြင်တွေ့ခဲ့ရတဲ့အခြေအနေတဲ့မယုံနိုင်စပွဲကောင်းလောက်အောင်တိုးတက်နေပါပြီ။တန်ဃာတော်များသိမ့်တက်ရတဲ့ယောဂီများတရားအထုတ်ရန်အတွက်အလျား69ပေအနံ32ပေရှိတဲ့နထသိန်တော်ကြီးကိုမော်လမြိုင်မြို့ဒေါ်စိန်လင်းမိသားစုကငွေကျပ်6သိန်းကျော်မှတ်တယ်ပြီးအများစေတနာရှင်တွေကအလှငွေ6သိန်းကျော်လောက်ထက်ဝင်ကအာဂျူမန်တက်တိဆောက်ခဲ့ကြရာ1990ပြည့်နှစ်မှာပြည်စည်းသွားပါတယ်ရှင်စကားပံကားတွေနဲ့ခင်မီအဆောက်အုံကြီးတစ်ခုဖြစ်ပါတယ်တေပေါ်ဓမ္မသံဃာတော်များနဲ့အမျိုးသားယောဂီတွေတရားအားထုတ်ကြပြီးတော့အောက်ထပ်မှာသီလရှင်များနဲ့အမျိုးသမီးယောဂီများအားထုတ်ကြပါတယ်သံဃာတော်များသတင်းသုံးရန်အတွက်ဇင်းညာကျောင်းဒီမှာတိုက်ကျောင်းငယ်၄ဆောင်တပါးစံတစ်သားကျောင်း10ကျောင်းဝါကျောင်းရှိတဲ့တော်ထဲမှာမော်လမြိုင်မြို့ကဒေါ်စောခင်လူဒန်းတဲ့ကျန်းငွေ3သိန်းကျော်တန်ဆရာတော်သတင်းသုံးရန်စံကျောင်းတော်နဲ့သံဃာအပါ20ကသတင်းသုံးနိုင်တဲ့တစ်သားကျောင်းတစ်ကျောင်းတပါးစံတစ်သားကျောင်း90ကျောင်းတို့ဖြစ်ပေါ်လာကြပါပြီအခုမြင်ကွင်းဟာဆိုရင်ဆရာတော်ကိုယ်တိုင်ဇင်းကြံကျောင်းအတွင်းမှာရှိတဲ့ရုပ်ပွားတော်အရှိမစွန့်ကပ်လှူဒန်းပြီးဖရာကတော့နေတဲ့ပုံပဲဖြစ်ပါတော့တယ်ခင်ဗျာဆက်လက်ပြီးဆရာတော်ရဲ့ထေရုပတ္တိကိုအစီရင်ခံရမယ်ဆိုရင်ဖောက်တော်ရဓမ္မကမ္မထာစခန်း၌အခုအခါတန်ဃာတော်အပါ90အမျိုးသမီးယောဂီ60အမျိုးသားယောဂီ30တို့ကိုနေရာထိုင်ခင်းချပေးနိုင်ပါပြီတရားအားထုတ်တဲ့ယဟန်သီလရှင်ယောဂီအရေးအတွက်ဟာ190ဝန်းကျင်ခအမြဲလိုရှိပြီးຫນွေကျောင်းပဲ့ရတဲ့မှာဆိုလို့ရှိရင်300က400နီးပါးအထိရှိပါတယ်
ဆရာတော်ဟာဇင်းကြံကျောင်းမှာရှိတဲ့ရုပ်ပွားတော်ကိုဆုံးကပ်ပြီးတဲ့နောက်သိမ်ကျောင်းမှာရှိတဲ့ငါးပေသုံးလက်မှညံတော်ရှိတဲ့ရုပ်ပွားတော်ရှိမှာဆုံးကပ်ဖို့ဆုံးပြင်နေပါတယ်ဆရာတော်ဟာညဘက်မှာတန်ဃာတွေနဲ့တူတောရပီသားတဲ့ဝါးကြောင်းမှာသတင်းသုံးတော်မူပါတယ်နာနဲ့အာယုန်တဲ့ချိန်မှာတန်ဃာတွေနဲ့အတူဇင်းကြံကျောင်းကိုကြွလာတယ်ဆရာတော်ကနာနဲ့6နာရီမှာတပါးတဲ့ဖအောက်ကြေးရွာတဲ့သို့ဆုံးကန်ကြွတော်မူပါတယ်ခုမြင်ကွင်းကဆိုရင်သိမ်ပေါ်မှာရှိတဲ့ရုပ်ပွားတော်ကိုဆရာတော်ဆုံးကလှူဒန်းပူဇော်နေခြင်းပဲဖြစ်ပါတယ်ဆရာတော်ဟာဖရာတရားသံဃာတော်တို့ကိုလွန်စွာကြည်ညိုပါတယ်ဆရာတော်ကိုယ်တိုင်နေ့စဉ်မပြတ်ဆက်ကတဲ့ဖရာဆွန်းတော်ဟာသံဃာဆွန်းဝိုင်းကြီးတဝိုင်းစာများရှိပါတယ်အဲ့ဒီနောက်ပန်းမျိုးစုံတို့ကိုပန်းအိုးကြီးငယ်တို့ဖြင့်ဖရာဆင်းတုတော်အားဆက်ကပူဇော်ထားတာဟာလဲဝိဝိစာသာရှိနေပါတော့တယ်တောက်ရည်တော်ဆက်ကထားဒီမှာလဲဖန်ပွက်လှလှအမြောက်များတို့တန်းစီနေကြပါတယ်ဖောက်တော်ရမှာအလွန်တပ်ပယ်တဲ့ကျေးစင်းတုတော်နဆူရှိပါတယ်တဆူဟာညံတော်၄ပေခွဲကရှိပြီးဇင်းညံကြောင်းဖျားဆောင်မှာကိန်းဝတ်တော်မူပါတယ်အခြားတဆူဟာညံတော်၅ပေနဲ့၃လက်မရှိပြီးသိမ်တော်အပေါ်တက်မှာကိန်းဝတ်စမ်းဖဲတော်မူပါတယ်စင်းတုတော်နဆူလုံးကိုရောင်ချီတော်လျှက်စစ်မီလုံးမီဥပါများနဲ့ပူဇော်ထားပါတယ်ဆရာတော်ကနေ့စဉ်မပြတ်တဲ့ပိုင်းမှာဆွမ်းတော်ကပ်ပြီးရင်စင်းတုတော်နဆူလုံးကိုမျက်နှာသုတ်ပွားတွေနဲ့ရေဆွတ်ပြီးရေပတ်တိုက်တော်မူပါတယ်အဲ့ဒီရေပတ်တိုက်တဲ့အလုပ်ဟာအမှန်တန်ပင်ပန်းတဲ့အလုပ်ဖြစ်ပါတယ်ကျွန်တော်တို့တွေခိတ္တကူပေးတိုက်လျင်ပဲလက်ညောင်းပြီးတော့မောဟိုက်လာပါတယ်ဆရာတော်ကတော့နေထိုင်မကောင်းတဲ့အခါမှာတော့ဝတ်မပြတ်စီပဲစင်းတုတော်နဆူကိုမှန်မှန်ရေပတ်တိုက်ပေးပါတယ်ရေပတ်တိုက်ပါများအားတဲ့အတွက်ကျေးဇူးတုတော်နဆူဟာတဝင်းဝင်းတောက်ပြောင်နေပါတော့တယ်ခင်ဗျာရေပတ်တိုက်ခြင်းကိစ္စပြီးရင်ဆရာတော်ဟာတောက်တော်ရေများနဲ့ပန်းအိုးစုံများကိုမြတ်စွာဘုရားဆက်ကပူဇော်ပြန်ပါတယ်ဆရာတော်ဟာလျှက်စစ်မီးဖြစ်ဘုရားပူဇော်တဲ့အပြင်အမွေးတိုင်ထွန်းညှိပြီးတော့လည်းပဲပူဇော်ပါတယ်ဆရာတော်အသုံးပြုတဲ့အမွေးတိုင်တွေဟာအိန္ဒိယမှာလာတဲ့အကောင်းစားအမွေးတိုင်တွေဖြစ်ပါတယ်ကန္တာကူပြီးတိုက်နှဆောင်ဟာမွေးတိုင်ရနပန်းမျိုးစုံရနတို့ဖြင့်သင်ပြနေပါတော့တယ်မြတ်စွာဘုရားကိုပူဇော်တဲ့ဘုကိစ္စပြီးရင်ဆရာတော်ရေချိုးပါဧည့်သည်တွေကိုလည်းတွေ့ဆုံပြီးတော့သီလချီးမြှင့်ပါတယ်နာနဲ့7 နာရီအချိန်မှာဆုံးဖုံးပေးပါတယ်ဆရာတော်ကအစာအိမ်ယောဂါကြောင့်ဆွမ်းများဖုံးပေးလို့မရပါဘူးအစာအခမသိရင်လည်းခဏခဏဝန်လျှော့တတ်ပါတယ်နှစ်ပေါင်း20ကတောရဆောက်တည်ခဲ့တဲ့ကာလအတွင်းမှာတထဆွန်းနဲ့အလေးကျပြုခဲ့တဲ့အတွက်အခုခါမှာအာယုံစွန်းဖုံးပေးလိုက်လို့ရှိရင်နေ့စွန်းကိုတော့ကောင်းစွာမဖုံးနိုင်တော့တဲ့အခြေဖြစ်ပါလေအခုမြင်တွေ့ရတဲ့မြင်ကွင်းကတော့နှက်စွန်းဖုံးပေးတဲ့သံဃာတော်တွေစွန့်ကြွခံယူနေခြင်းပဲဖြစ်ပါတယ်အခုဆိုရင်ဒါပြင်သစ်ကဦးစင်းကြီးဖြစ်ပါတယ်
တရားအားထုတ်တဲ့အချိန်ပုံမရရှိစေဖို့အတွက်ဆုံးကိုပင်တနတ်သာဖုံးပေးနေကြတယ်တန်ဃာတော်တွေပဲဖြစ်ကြပါခင်ဗျာဆရာတော်ရဲ့ထေရပတ္တိကိုဆက်လက်တင်ပြမယ်ဆိုရင်ဆရာတော်ဟာဘိဒကကျမ်းဂန်များအလွန်နှက်ဆက်တဲ့အတွက်ဆရာတော်ပြုစုတဲ့ကျမ်းမှာကျမ်းကိုများအမြောက်များပါရှိပါတယ်တရားဟောတဲ့နေရာမှာလည်းကျမ်းကိုကားချက်များကိုစာမျက်နှာနဲ့တကွတိတိကျကျညွှန်ပြတော်မူလို့ရှိပါတယ်ဆရာတော်အဖောက်တော်ရတရားရှုနည်းလမ်းညွှန်စာအုပ်များအပြင်တရားရှုနည်းအကျယ်ကိုလည်းပဲစာမျက်နှာ1000ကျော်ရေးသားပြုစုထားပြီးဖြစ်ပါတယ်မွန်လွယ်ပန်းနဲ့ညနေပိုင်းမှာဆရာတော်ကယောဂီများကိုအချိန်ပြည့်စောင့်ကြပြီးတော့တရားစစ်ဆေးခြင်းတရားရည်လမ်းညွှန်ခြင်းတို့ဖြင့်ကူညီထောက်ပံ့ပေးပါတယ်ည9 နာရီခွဲနဲ့9 နာရီအထိအချိန်မှလည်းပဲညစဉ်လိုပဲယောဂီတွေကိုတရားဟောတော်မူပါတယ်ဆရာတော်ဟာမြို့ရွာများကပြည့်ဆောင်သဖြင့်လဲအခါလျော်စွာထွက်ပြီးတရားဟောရပါတယ်ဖောက်တော်ရမှာဥပုံနေ့နာနဲ့တိုင်းနဲ့နေ့စဉ်ညပိုင်းမှာတရားဟောတော်မူတယ်ဆရာတော်ဟောကြားတဲ့တရားခွေတွေကိုအတန်သွင်းယူထားတာအခုဆိုရင်ဆရာတော်ရဲ့တရားခွေတွေအမြောက်များရှိနေပါပြီတရားနာလို့သူတို့အားငှားရမ်းပေးနေပါတယ်အခုမြင်တွေ့ရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့မကြာမီတိုးရကျောင်းလို့ခေါ်တဲ့စိတ်တလတောင်ကျောင်းမှာမီးထွန်းလျှက်စစ်မီးထွန်းညှိနိုင်ဖို့အတွက်ဓာတ်တိုင်များကွန်ကရစ်ဓာတ်တိုင်များလောင်းနေခြင်းပဲဖြစ်ပါတယ်အဲ့ဒီဓာတ်တိုင်များပြီးရင်ကျွန်တော်တို့ဇူလိုင်လနဲ့ဩဂုတ်လအတွင်းလောက်မှာစိတ်တလတောင်ကျောင်းဆိုတဲ့တောကျောင်းကိုကျွန်တော်တို့လျှက်စစ်မီးတွေ့တန်းညှိထွန်းတော့မှာဖြစ်ပါတယ်အဲ့ဒီလျှက်စစ်မီးတွေ့တန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲရန်ကုန်မြို့ကရောက်ရှိလာတဲ့လျှက်စစ်ဌာနအကြီးအကဲတွေရဲ့အကူအညီနဲ့ကျွန်တော်တို့အောင်မြင်စွာဆောင်ရွက်လာနိုင်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီလျှက်စစ်တွေ့တန်းတဲ့လုပ်ငန်းအတွက်အလှူတော်ငွေတွေကိုလည်းဂျပန်ရောက်ဆရာတော်ကိုကြီးညိုကြတဲ့ဒကမတွေကလည်းပဲအခန်းပေါင်း26ခန်းလောက်တိုင်ငန်းပေါင်း26ခန်းလောက်လှူဒန်းသွားပါတယ်လှူဒန်းပေးဖို့လည်းရှိနေပါတယ်ကျောင်းပေါင်းလည်းပဲ26ကျောင်းလောက်ကိုသူတို့လှူဒန်းပါမယ်လို့အကြောင်းကြားထားပြီးဖြစ်ပါတယ်အခုကျွန်တော်တို့ကွန်ကရစ်တိုင်နေလောင်းနေပါတယ်ကျွဲတဲ့ညင်းကျောင်းဆိုတဲ့နေရာပတ်ဝန်းကျင်မှာလောင်းနေပါတယ်